မင်္ဂလာပါအခုကတော့ညရောက်ပြီပေါ့နော်ညရောက်ပြီပေါ့နော်အခုစိန်လိုက်48ရှိသွားပါပြီအခုကျမဘာလုပ်ရလဲဆိုတော့မနေ့ပြန်ကြရင်ပေါ့နော်ကျမပေါ့နော်ကျမရဲ့ channel မှာတွားပြီးတော့ပေါ့နော်အဲ့လိုဟင်းနေလိုက်တာချက်စားမယ်ပေါ့နော်ဒီနေ့ကကြာတာပလေးဒီနေ့အကြလားဒီနေ့အကြတချင်အကြလားမတွေ့ဒီနေ့အကြလားအမလေးပြန်ပါလေမမေအကြနဲ့မှရေးသားပတ်ပါဖြစ်ပါလေဆိုတော့ဒါမှပြောရင်သိမှာအင်ချီထိပ်ပွားပြီပေါ့နော်ဒါပေမဲ့ကျမပစ္စည်းထဲမို့ပေါ့နော်ပစ္စည်းထဲမို့ကြံသေးရပေါ့နော်ထဲမို့ပေါ့နော်ဒီမှာအင်ချီရတော့ထိပ်ပွားကွာမပြတော့ဘူးဒါပေမဲ့ကျမရဲ့အိတ်ထဲမှာရှိရပစ္စည်းတွေအထက်မို့နော်ဒါပေမဲ့ကျမရဲ့အဲ့ရပဲရောက်နေတယ်မသိဘူးကျမလေးအပြင်နေသွားပြီးအိတ်ကိုလေးမကြည့်ပြမယ်ဒီအိတ်ဗီဒီယိုထဲမှာပြန်မထားမိပေါ့နော်အဲ့ကြောင့်မို့ဖြစ်ပါရဲ့ရှင်ဒီကတော့ကျမရဲ့အိတ်အစ်စ်လေးပေါ့နော်အဲ့တော့ဒါပေမဲ့ကျမရဲ့အိတ်မတွေ့အိတ်ထဲမှာအိတ်ကိုမတွေ့ရလို့ကျမခံတော့အမြဲတမ်းရှုပ်ပွားနေပါလေဒါကျမခံမို့ပေါ့နော်မိသားစုဒီကဒီမှာပဲနေရဆိုတော့လေမှာပဲမမလည်းမတွေ့အိတ်မတွေ့ဘူးဒါတော့ကျမအိတ်ပေါ့နော်ကျမမှာအိတ်ကအခုလောဆယ်အိတ်နဲ့အိတ်ပဲသုံးနေပေါ့နော်တခြားဟာလည်းရှိကပီဘာအိတ်လေးလည်းရှိပေါ့နော်ခုဆိုတော့ဒါကျမရဲ့အိတ်ပေါ့နော်ဒါကျမပတ်စံအိတ်ပါပြီးတော့ဒါကျမရဲ့ပေါ့နော်ဒါကလက်ဆေးရည်ပေါ့နော်ဖြန်းတဲ့ရည်လားဆေးရည်လားဘာလည်းမသိဘူးဒါနှခမ်းကြီးကကျမရဲ့ဒီမှာ3ဘူးရှိပါတယ်ဘာဖြစ်လို့3ဘူးလောက်ထည့်ထားလဲဆိုတော့ကျမတစ်ခါလေးနှခမ်းကြီးဆိုတာပေါ့နော်အမျိုး2မျိုး3မျိုးလောက်ဆိုရတယ်ပေါ့နော်အားကြောင့်မို့ပါပြီးတော့ဒီမှာဂျားလုံးနေရတော့အများကြီးပဲအိတ်နေရကျမမော်ပြီးသွားတာပေါ့နော်ဒီအိတ်လွယ်သွားတာပါဟိုဂျားလုံးနေမရှိဘူးလားဟာနင်းလိုက်တာဂျားလုံးနေပြန်ပိတ်ပြီးတော့အဲ့ပါပဲဆိုတော့ဒါကြီးကျမအိတ်ထဲထည့်ပါမယ်โอเคဆိုတော့ကြည့်ပေးကြပါဦးပေါ့နော်ကျမရဲ့အခန်းအနေနဲ့ရှုပ်ဝါနေအောင်ပဲကြည့်ပေးကြပါလို့ဘာဖြစ်လဲဆိုညရောက်နေဒီအိတ်တော့မှာဆိုတော့လေကျမအရှိကမှထည့်ပါမယ်ကျမရဲ့လွယ်အိတ်ကပေါ့နော်ရှော်ထားတာပေါ့နော်ကျောင်းပြန်တက်နေတာဘယ်လိုလဲကောင်းမလဲမသိသေးဘူးသက်ဝဲချင်း maybe နော်ဆိုဒါခန်းကြီးလေးဒီထဲမှာပဲထည့်လိုက်အကုန်လုံးရှိကမှာထည့်လိုက်ဖုန်းကတော့မသိသေးဘူးပေါ့နော်ကျမကအကန်တကန်ရှိသေးဆိုတော့လေကျမရဲ့ပန်ကလည်းထည့်အောင်မယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဟိုမှာပူတော့အဲ့လောက်မပူတယ်ဘာဖြစ်လဲဒါပေမဲ့လေထည့်မယ်ပဲမှာပေါ့နော်ကျမလည်းကျမစတိုင်းရှိလေးဒီလေးလွယ်မယ်ပေါ့လည်းပြန်ကြရင်တော့ထုတ်မယ်အင်ကြတော့ surprise ပါဆိုဝေးမအင်ကြီးရဲ့နောက်မှာပေါ့နော်အဲ့ပါပဲရှင်ဒီနေ့ကျမမုံလုံးကြီးပေါ်လုံးမှာရဲ့ဒါပေမဲ့နောက်မှတင်ပြီးမှာပေါ့နော်မုံလုံးကြီးပေါ်မုံကြစီဆိုပြီးတော့ပေါ့နော်ဒီနေ့မစားရပါဘူးအဲ့ဒါဒီနေ့မစားရရပါဘောနော်ပြီးမှနောက်နေ့မှစားပြပါမယ်အဲ့နောက်မှတင်ပေးပါမယ်ရှင်ဆို